4 ရက်နေ့ယေရှုအားနတ်ဆိုးစုံစမ်းခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး4အခန်းငယ်1မှအငယ်73အထိယေရှုသည်တက်တော်30ခန့်ရှိသောအခါဝိညာဉ်တော်တကိုးနှင့်ပြည့်စုံတော်မူ၍ယော်ဒန်မြစ်နားသို့ပြန်လေ၏အရက်40ပတ်လုံးအစာရှောင်တော်မူ၍မာနစုံစမ်းခြင်းကိုခံတော်မူ၏ထိုအခါမာနကသင်ဟာဘုရားသားတော်မှန်ပါကဒီကြောက်ခဲကိုဘုံဖြစ်စေပါကျမ်းစာကလူဟာအသက်ရှင်ဖို့အစာထက်ဘုရားစကားတော်ကအဓိကဖြစ်တယ်ယေရှုအားမြင်းလာသောတောင်ပေါ်သို့ခေါ်ပြီးတိုင်းနိုင်ငံများကိုပြ၍ဒီဘုံတကိုအာနာရှိသမျှနဲ့စီစဉ်တို့ကိုကျွန်ုပ်ထံအပ်ခဲ့ပြီးဖြစ်လို့ပေးခြင်းတဲ့သူကိုပေးနိုင်ခွင့်ရှိတယ်ဒါကြောင့်ကျုပ်ကိုရှစ်ကိုပါကတင့်ကိုပေးပါမယ်ကျမ်းစာလာဒီကသင်၏ဘုရားသခင်ကိုသာကိုးကွယ်ဝတ်ပြုရလိမ့်မယ်ယေရှုအားယေရုရှလင်မြို့ဗိမာန်တော်၏ထိပ်ဆုံးပေါ်တင်ထားပြီးလျှင်သင်ဟာဘုရားသားတော်မှန်ရင်အောက်ကိုခုန်ချလိုက်စမ်းပါကျမ်းစာမှာပြောထားတဲ့အတိုင်းကောင်းကင်တမန်တို့ကိုသင်ဖို့မှာထားတော်မူပြီးဖြစ်လို့သင်ရဲ့ခြေကိုကြောက်နဲ့မထိမခိုက်စေဖို့သူတို့ဟာသင်ကိုလက်နဲ့မဆချီပင်းကြလိမ့်မယ်ကျမ်းစာကဘုရားသခင်ကိုအတိတ်ပဲမရှိဘဲမစုံစမ်းရနံပါတ်1စုံစမ်းခြင်း3မျိုးကအဘယ်နည်းနံပါတ်2စုံစမ်းခြင်းတစ်ခုစီကိုယေရှုသည်ဘယ်လိုတုံ့ပြန်ခဲ့သနည်းနံပါတ်3ငါဘယ်လိုစုံစမ်းခြင်းခံတယ်လဲနံပါတ်4ငါဘယ်လိုတုံ့ပြန်တယ်လဲ